ကျောင်းဒီဖက်သူငယ်ချင်းကိုလေ့လာရေးပစ္စည်းတွေပို့ပေးဖို့လုပ်နေတာမမျော်လင့်ပဲအဲ့ဒီသူငယ်ချင်းကကျောင်းရဲ့အလှဘေးရင်မှထင်းနေတယ်သူမရဲ့ကိုလုံးကိုပေါင်နဲ့ရုပ်ရည်အကြောင်းကိုဘာမှမသိပဲသူနဲ့ဆွေးနွေးမိသွားတယ်ဒါပေမဲ့သူမကငင်းပယ်ခြင်းမရှိတဲ့အပြင်ကျောင်းရဲ့အလှဘေးရင်မှကကျွန်တော်ရဲ့စိတ်ကူးရင်အိမ်မထဲကလူလားဆိုပြီးပြန်မေးလာတယ်ဒါတင်မကသေးဘူးသူမကကျွန်တော်ကိုသူမကိုဘလို့လိုက်ရမလဲဆိုတာကိုပါညာဘက်မှာတင်တန်းဖွင့်ပြီးတင်ပေးဦးမှာတဲ့ကျမနာမည်ကစုဝင်ကျိုးပါကျောင်းရဲ့အလှဘေးရင်မှလို့လဲအားလုံးကသတ်မှတ်ထားကြတယ်ဒါပေမဲ့ကျမကိုယ်တိုင်ကတော့အဲ့ဒီလိုမထင်ပါဘူးစိတ်နှလုံးသားရဲ့အလှပကသာအရေးကြီးဆုံးလို့ထင်ပါတယ်ကျမသွားလေရတိုင်းမှာအားလုံးကအန်တော်မင်သားတီကြည့်ကြတယ်ဘာလို့အလှဘေးရင်မှလို့ခေါ်နေကြတာလဲလမ်းတစ်ဝက်မှာတင်လမ်းမသွားလဲတော်သေးတာကစရင်ကင်ဌာနကိုသွားမဲ့စီနီယာမမတယောက်နဲ့ဆုံဟဲ့လို့ပေါ့အဲ့ဒီအချိန်မှာပဲကျွန်တော်တို့ရဲ့အချစ်တွေကတဦးနဲ့တဦးတိုက်မိသွားကြတယ်မမမင်္ဂလာပါစရင်ကင်ဌာနကိုဘယ်လိုသွားရမလဲခင်ဗျကျမလည်းအဲ့ဒီကိုသွားမှာကျမနောက်ကလိုက်ခဲလေအပြင်ထွက်တာနဲ့ဒီလောက်လာတဲ့စီနီယာနဲ့တွေ့ရတယ်စီနီယာကသာကြောင်းထဲလိုက်ပြပေးရင်ကောင်းမှာပဲအဲ့ဒီကျိုးဌာနမှုကိုတော့တစ်ဖက်မှာပဲထားလိုက်တော့မယ်စီနီယာကိုခိုးကြည့်မိတာကနာဘူးကြလို့မဟုတ်ပါဘူးအချစ်ဝတ္ထုအတွက်အချက်အလက်စုဆောင်းတာပါလက်တွေ့ဘဝကပို့ပြီးတော့အချက်အလက်ပြည့်စုံတာကိုအဲ့ဒီကျိုးဌာနမှုဆိုတာကကျွန်တော်ရဲ့ဝတ္ထုတွေမှာစကောင့်တွေဆွဲဖေးလိရှိတဲ့ကျွန်တော်ရဲ့ပရိသတ်တယောက်ပါရှေ့ကထွားနေတဲ့စီနီယာကရုတ်တရက်လဲကြည့်လာတယ်မောင်လေးကစရင်ကင်ဌာနကကြောင်းထားတယ်လားဟုတ်ပါတယ်ဘယ်အတန်းကလဲလို့မေးလို့ရမလားအတန်းခွဲတဲ့ရာလက်တီအထိပြီးပြီမလားဟုတ်စရင်ကင်ဒုတိယတန်းကပါတိုက်ဆိုင်လိုက်တာမမကမောင်လေးတို့အတန်းရဲ့လမ်းညွန်စီနီယာလေးကျောင်းဖွင့်စားမှာမောင်လေးတို့ကိုကျောင်းအကြောင်းလိုက်ပြပေးဖို့တာဝန်ရှိတဲ့သူပါစီနီယာတို့ကကျူတာတယ်နဲ့အတူကျောင်းသားတစ်တို့ရဲ့ကိစ္စတွေကိုကူညီပေးမှာပါအော်အဲ့ဒါဆိုရင်တော့စီနီယာကိုကြိုပြီးကျေးဇူးတင်ပါတယ်ခင်ဗျာရပါတယ်တကယ်ဆိုရင်ကျောင်းထဲလိုက်ပြပေးလို့ရပါမယ်ကျမလူတစ်ယောက်နဲ့ချင်းထားတာရှိလို့တောင်းပန်ပါတယ်နော်အဆင်ပြေပါတယ်ကျွန်တော်လည်းစရင်ကင်ဌာနတာစီနီယာတစ်ယောက်နဲ့တွေ့ဖို့ရှိပါတယ်သူကျွန်တော်ကိုလိုက်ပြပေးပါလိမ့်မယ်အဲ့ဒါဆိုရင်လည်းကောင်းတာပေါ့မမဆရာမစီတွားလိုက်ဦးမယ်မနေ့ဖြန်အတန်းအစည်းအဝေးမှာတွေ့ကြတာပေါ့ဟုတ်စီနီယာတာတက်ကတိုကစီနီယာတွေကဒီလောက်တောင်နူးညံ့ကြတာလားစကားပြောတာလည်းယဉ်ကျေးပြီးနားထောင်လို့ကောင်းတယ်ပြီးတော့ဒီလောက်တောင်အလှနေတာဒါကတော့မတရားဘူးမဟုတ်သေးပါဘူးဝတ္ထုရေးဆရာကအချစ်ကိုစိတ်မဝင်စားရဘူးစိတ်ဓာတ်ကိုခိုင်ထားစမ်းဖုံးထုတ်ပြီးဌာနမှုကိုမေးလိုက်တယ်ခဏလေးနော်ကျွန်တော်အခုပဲယုံခန်းကိုရောက်ပြီးစာရွက်စာတမ်းတွေပေးပြီးတာနဲ့ဆင်းလာခဲ့မယ်ကောင်းပြီအဲ့ဒါဆိုရုပ်တုနာမှာစောင့်နေမယ်ကျိုးဌာနမှုရဲ့ပုံစံကဘယ်လိုမျိုးဖြစ်မလဲဆိုတာစိတ်ကူးရင်နေမိတယ်။ပိုင်းကြီးဆွဲတဲ့သူတွေကဖျို့ဖျဲဖြစ်တတ်တယ်လို့ကြားဘူးတယ်။ဖြစ်နေတာကတော့ပြင်းကြီးတဲ့စီနီယာကြီးဒါမှမဟုတ်ဝဝတုတ်တုတ်လူကြီးတယောက်ဖြစ်နေမလား။ဟာကိုယ့်အတန်းကဆရာမများဖြစ်နေမလား။စီနီယာကလည်းခုနကဆရာမစီသွားတာဆိုတော့အဲ့ဒီလိုတွေးနေတော့နောက်ကနေရင်းနှီးနေတဲ့အတန်းတစ်ခုခတ်လာတယ်။မောင်လေးလူဆောက်နေတာလား။ဟုတ်ကဲ့စီနီယာကရုံငန်းထဲမှာလို့ပြောတယ်။မမခုနကမိန်းကလေးတယောက်ရုံငန်းထဲဝင်သွားတာမြင်လိုက်လား။ဟဲ့ကျမတယောက်ထဲပဲဝင်တာစီနီယာကခဏလောက်ကြောင်သွားပြီးမျက်နှာပြတ်သွားတယ်မောင်လေးနေရာမားနေတာမဟုတ်လားဆိုင်းငိုင်ဌာနကစားကြည့်တိုက်ပေးကပထမဆုံးအဆောက်အဦလေးနေရာတော့မမားတော့ပါဘူးကျွန်တော်ကလမ်းကြုံတဲ့စီနီယာတယောက်နဲ့အတူလာခဲ့တာဖုန်းထဲကစာတွေကိုကြည့်ပြီးစီနီယာမျက်နှာကပူပြီးထူးဆန်းလာတယ်ကျွန်တော်ကိုကြည့်ပြီးရဲချင်းစိတ်ကိုအောင့်ထားရတဲ့ပုံစံမျိုးနဲ့တောင်းပန်ပါတယ်နော်မောင်ဒီဘာသာလိုက်ကြည့်အောင်ခဏနေရင်နိုးလက်ဖက်ရည်ဝဲတိုက်ပြီးပြန်တောင်းပန်ပါမယ်စီနီယာကကျွန်တော်ကအဲ့ဒီဝတ္ထုဖတ်တဲ့သူငယ်ချင်းဆိုတာတီးသွားပြီးထင်တယ်ကျွန်တော်ကိုစွတ်ချင်လို့မတီးသွားလို့ဟန်ဆောင်နေတာပေါ့ကျွန်တော်ကတော့ဘာမှမတီးသေးဘူးဖုန်းပြန်သိမ်းပြီးထွက်သွားတော့မလို့ပဲဒါပေမဲ့ရင်းချေးတဲ့အနေနဲ့တခွန်းလောက်တော့နှုတ်ဆက်လိုက်အောင်မယ်စီနီယာလူမတွေ့သေးဘူးလားစောင်းဆရာမလို့တော့ပါဘူးသူငယ်ချင်းကကိစ္စရှိလို့ဆိုပြီးချိန်ထားတာကိုဖျက်လိုက်လို့တိုက်ဆိုင်လိုက်တာစီနီယာကရုတ်တရက်နားကိုကတ်လာတော့ကျွန်တော်လန့်သွားတယ်လမ်းပြပေးဖို့လိုမလားအော်အဲ့ဒါဆိုရင်တော့ပိုကောင်းတာပေါ့စီနီယာမပင်ဖန်ဘူးဆိုရင်တော့လိုက်ပြပေးပါခင်ဗျဒါပေမဲ့စီနီယာကရုတ်တရက်ကြီးဒီလောက်နီးကပ်လာတော့ကျွန်တော်ဘာလို့ရမှမသိတော့ဘူးတောင်းပန်ပါတယ်မမကမျက်မှန်တိုးလို့လေဒီနားကနေကြည်မှသေချာမြင်ရတာအခုမှပဲမောင်လေးကိုမှတ်မိတော့တယ်မောင်လေးကကြည်လို့ကောင်းတာပဲမြောက်ပင့်ပေးတာကြီးစုတင်ပါတယ်စီနီယာကလည်းအရန်လာပါတယ်ချီကျူးတာကြီးစုပဲဝီချက်အကောင့်အထားကြရအောင်လေအလိုက်ပြီးကျွန်တော်နာမည်ကကျမ်းမြောင်ပါကျမကတော့စုဝိုင်ကျိုးပါစီနီယာနာမည်ကလည်းနားထောင်လို့ကောင်းတာပဲအဲ့ဒါဆိုကျမတို့အုတ်ထုံးလမ်းမကြီးပေါ်မှာအရင်လိုက်ကြည့်ကြမလားကျွန်တော်တို့နေရောကျောင်းဝင်းထဲကအုတ်ထုံးလမ်းမကြီးပေါ်မှာရှောက်လာကြတယ်နေရောင်ကြီးကသေရွက်ကြွေတွေပေါ်မှာကြားနေတာအရင်လှပြီးပဝန်းကျင်ကလည်းပိုပြီးตายရနေတယ်လို့ပဲစီနီယာနောက်ကနေလိုက်ရင်ကျိုးဌာနမှုကိုဖုံလန်းပို့လိုက်တယ်ဟေးကျိုးဌာနမှု
ကျွန်တော်မှအခုချောမောလာပါတယ်စီနီယာရှိနေပြီခင်ဗျားကိုမလို့တော့ဘူးခင်ဗျားကတော့တစ်ဖက်မှာပဲနေတော့ဘလောက်တောင်လာလို့လဲစကြဝဠာတစ်ခုလုံးမှာအလားဆုံးပဲတကယ်လားမင်းစေးလို့ရှာနေတာတော့မဟုတ်ပါဘူးနော်ဘလို့လို့ဖြစ်နိုင်မှလဲကျွန်တော်ကလူပြိုကြီးဝါသားလက်ကြိုက်ထားတဲ့သူပဲစီနီယာကိုအလားအပါတစ်ခုအနေနဲ့ပဲသဘောထားတာပါမင်းရဲ့စကားတွေကိုငါယုံမယ်ထင်လို့လားတကယ်တော့အချက်အလက်စူးဆောင်တာပါစီနီယာစီကနေစကလုံးအသေးသေးအများကြီးတင်ယူလို့ရနိုင်မယ်ထင်တယ်အဲ့ဒါဆိုရင်လည်းမင်းကသူများရဲ့ကိုလုံးကိုပေါက်ကိုကြီးနေတာမဟုတ်ဘူးလို့ပြောရဲဒီလားခင်ဗျားကိုဆက်ပြီးရှင်းမပြတော့ဘူးစီနီယာနဲ့အတူကြောင်းထဲသွားလိုက်အောင်မယ်ဖုန်းသိမ့်ပြီးခေါင်းမော်လိုက်တော့ရှေးကစူးစီနီယာကရုတ်တရက်လွှဲကြည့်လာတယ်ခုနကရီစားနဲ့ဖုန်ပြောနေတာလား